တူတယ်ခွဲလို့မရအဲ့နှစ်ယောက်ကိုအတူတူလိမ့်လိုက်ပြီဆိုရင် okay နေရောနာစီနမိတ်ကိုလိမ့်မဲ့ဆို hyaluronic acid ကအဓိက hyaluronic acid လိမ့်မနာစီနမိတ်လိမ့်လိုက်ရွှေပေါက်ကြရလို့ရှိတော့အများကြီးတော့မတက်ဘူးအဲ့လိုပဲလေ့လာထားတာပေါ့နည်းနည်းတော့ဗီတာမင်စီနဲ့ပတ်သက်ရင်တော့ဟိုကလိမ့်နာပါလေ super star ထုတ်တာရရတယ် makeup ပြချတော့လိုင်းအိမ်နာယာစီနမိတ်ကအဆင်ပြေတယ် nice တမိုက်ကတော့မလေးရှားမှာလည်းဝယ်လို့ရပါတယ်ဒေါက်တာဖွန်ကတော့ဝယ်လို့ရမရမသိပို့ပေးလို့ရရင်ရောင်းဝေးပါတယ်ရှင်ကျွန်တော်လည်းပို့လို့မတက်ဘူးလို့ပြောတာပို့လို့ရရင်ကောင်းတယ်ပို့လို့ရရင်ဈေးရောင်းစားလိုက်တာကြာပြီ makeup ပစ္စည်းတွေမပို့တက်လို့ makeup ပစ္စည်းတွေအဲ့လိုပြန်ပို့တာလေမပို့တက်ပါဘူးပြီးရင်လဲစိတ်ပဲရှိတာအဲ့လိုမျိုး online ပစ္စည်းရောင်းဖို့ဟိုရမယ်ဗာလဲမလုံနိုင်တော့ makeup ပစ္စည်းရောင်းဖို့လောက်တာတော့လောက်ချင်တာစိတ်တာတစ်ခုပြီးတစ်ခုအဲ့လိုပြန်ကောင်းမို့လားဈေးရောင်းရတော့မယ်လေဈေးရောင်းရတော့မယ်လေအပြင်သွားရင်ဒီလိုချိန်ဟောလုပ်လို့မရဘူးမိုးလင်းစောကြီးထားပြီးတော့ကြရင်လောက်ထားမှာအဲ့မှာခုတ်ခလက်ရောက်အဲ့လိုဈေးရောင်းရတော့မှာပါလောက်ပြပြီးသေးဘူးဆော်လို့ထားလိုက်မယ်ကျေးဇူးတင်ပါတယ်ရှင်တူတူไม่อยู่
ถ้าอยากตัดก็ตัดผมตัวเองสิ นี่ไปกินขนมกันสาวๆของดูจ้ะมาแยกเค้กให้ลูกมาไปกินข้างในแบบไหมกินนะไปจะไปได้มาเล่นต่อครับတောင်ကြီးချမ်းလာဟုတ်ပါလေတောင်ကြီးဘက်ကပါတောင်ကြီးရပါတောင်ကြီးရပါရှမ်းပြည်တောင်ပိုင်းရပါ ကြီးရပါ ไม่กินน้องไม่กินนะลูกน้องไม่กินแล้วนะมาชอบกินไปอันนึงละ ရှမ်းမကြီးရှမ်းမစစ်ပါဘူးရှမ်းဆက်တာပါရှမ်းကရှင်ဆက်ပါပါအမေဖွင့်လာတာမောင်နေလို့ 30 บาทก่อน 30 บาทซื้อได้แค่20 บาทเดียวเลยเดี๋ยวนี้ให้50 บาทใช่ไหม 55 เนาะซื้อได้แค่20 เดียวเนาะดีนะคือเอานี่ชื่อ นี่ชื่ออะไรจริงไม่ใช่แอนเชื่อมาในวงเลยกับจริงๆเนี่ยใช่หรอมาไม่ใช่ปลามา ไปได้ป่ะขอหน่อยขอเลย เย็นเช็คให้พอดีนี่ยาวเล่นไม่ได้เล่นไม่ได้ ถ้าร้องไห้นี่กลับบ้างเลยนะเดี๋ยวเองเปลี่ยนเมาส์เปลี่ยนเอาไหมเนาะงูมาสิเองเปลี่ยนเนาะ ใหญ่มากเป็นที่เหมือนสมควร จะเปลี่ยนเร็วล่ะเปลี่ยนเร็วจัวแล้วมะขาม ตัวเตียนี่นะกับ จัวแล้วมะขามจัวเดี๋ยวจะเปลี่ยนมาละแค่นี้ เก่งเนี่ย บอกที่ก็กลับตอนนี้ จูจู เก่งเนี่ย เว้ยบางทีก็กลับตอนที่เราจะไปทำโค้งกลับไปท้าอะไรมันจะ ดาวน้องหูอยู่ไหนน้องหูคนไหนบอกกับพูดนะเนี่ยเด็กเด็กคนไหนนี่น้องหูคนไหนรวยไหมติงหอด คนรู้จักเป็นฮะคือที่ไปคือทีเนี้ยใช่ไหม น้อง is nice long hair down ช่างให้ตื่นเนี่ยนะช่างให้ตื่นเนี่ย When you want your hair down okay ไม่โอเคဒီအချိန်ဆိုရင်အိမ်နေတယ်ည7:00ဆိုရင်မျက်လုံးလုံးဝအိမ်နေရ ก็มาใช่ไหม ไม่ต้องไปปีโป้ตกไปทำไมไม่ต้องเลยลูก
ဘယ်လောက်ကြာပြီလဲတဲ့9လခိုင်းမှာ15နှစ်လောက်ရှိပါပြီရှင်ဟယ်လိုခိုင်းမှာ15နှစ်လောက်ရှိပါပြီကိုကြီးမင်္ဂလာပါရှင်ခိုင်းမိုက်လည်းပဲဖြစ်မြန်မာပဲခိုင်းမဖြစ်ရှင်ခိုင်းနေကြည့်မကောင်းဘူးညနေညလာပြီးညဆော်ရတာสิ่งใดมากมายขอเพียงแค่นิดหน่อยแค่เพียงเธอรู้ว่ามีคนที่คอยเธออยู่ตรงนี้อยากให้เธอรักฉันหน่อยรักฉันหน่อยขอได้โปรดจงเมตตาอยากให้เธอคิดถึงหน่อยคิดถึงหน่อย哎呀，你丑婆婆！ဆိုင်လို့လားခိုင်းမညာစပင်ကျွတ်တာဆိုင်လို့လားခိုင်းနေကြတော့စပင်အရင်ကောင်းတယ်ရောခိုင်းမနေရစပင်ကျွတ်တာနဲ့ဆိုင်လို့လားဆိုင်မဦးခိုင်းဟိုစပင်ခိုင်းမနေလို့စပင်ကျွတ်တယ်လို့15နှစ်16နှစ်လောက်ပြန်မှာအခုဆိုခိုင်းရတယ်ဒီမကောင်းစပင်ကျွတ်တယ်ပြောတယ်ဆိုင်ပါဦးစိတ်ထဲမှာတော့ဒီကတော့ဒီပိုကောင်းတယ်လို့ခံစားရအောင်စပင်လာလိုက်တာလေကျေးဇူးတင်ပါတယ်ရှင်ခိုင်းမှာမြန်မာနိုင်ငံမှာထုံးတဲ့ပုံများတာဟုတ်ဘူးလားခိုင်းမှာထုံးတဲ့များအဲ့လိုလားပြီးတော့စိတ်ထဲမှာတော့မြန်မာနိုင်ငံမှာနေတော့အသားရဆောက်တယ်ဒီရောက်မှအသားရဆိုလာတယ်အဲ့လိုအဲ့တော့စိတ်ထဲမှာခိုင်းမှရေကောင်းတယ်လို့ဆိုတာမျိုးမြန်မာနိုင်ငံကြီးမကောင်းလို့ခံစားရတယ်စမိုင်းပြန်ရောက်လာပြီချင်းမိမကြီးမကောင်းအမုံနေပါတယ်ဟုတ်လားခုတလို့တအားဖီးတယ်ဝါဒနာလူနာလေချပေးလေမောင်ကျွေးမှာပေါ့တ
တယောက်ထဲတောက်ပါတာအကောင်းဆုံးပဲပြင်ပြီးတော့မပြီးနဲ့တစ်တော့ကလေတောက်ပန်းစီဆော့တာတခါမှကိုယ်စိတ်ရင်းနဲ့ဆော့လဲဆိုတာမရှိဘူးဒါတော့ကြသင်ပြမယ်အာလူပြီးမှဖုတ်မယ်နော်ကိုပါကိုတော့မရတာတဲ့အာလူပြီးမှဖုတ်မယ်နော်လောစာဖို့ချိန်မရှိဘူး။အော်စပင်းရတဲ့ကိုလာတယ်။ဒီကုတ်မှာလည်းချင်းဟာယာလီပဲဆက်လာပါဟာယာလီဆက်ရောကျွန်တော်လုံးနေတာပါဟာယာဆက်ပြီးလုံးလို့မရပါဘူးကူပါတယ်ရှင်